တရဏဂုံနဲ့သီလနဲ့ကလူပြည်နတ်ပြည်တန်တရားနဲ့ပြောမယ်ဆိုရင်လူဘုံနတ်ဘုံပဲရောက်နိုင်တယ်ပြမဘုံမရောက်ဘူးမေတ္တာပွားလိုက်လို့ရှိရင်ဇံရပြီဆိုရင်ပြမဘုံထီအောင်ရောက်တယ်ပေါ့သူတို့ဆိုလို့ပေါ့နော်အဆင့်ချင်းကလည်းကွာသွားတယ်ဒါဖြင့်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့သမထကျင့်စဉ်နဲ့ပို့ပြီးတော့တန်ဖိုးရှိတာရှိသေးလားလို့ဆိုရှိတာပေါ့တဲ့အမြင့်ဆုံးကတော့ဘာလို့ဆိုလက်ဖြောက်တတိအချိန်လေးမှပဲမမြဲဘူးဆိုတဲ့အမှတ်တင်ညာလေးဆိုလိုတာကဝိပဿနာတရားကိုအထောက်လိုက်ပါအရာခသိန်းဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ဘယ်အရာမှမတည်မြဲဘူးဆိုတာလေးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဆွဲမြဲစွာမှတ်သားပြီးအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားပါဝိပဿနာတရားအထောက်ပါလို့ဆို